ပထွေမအားလားရောက်မှာမှုကြောင့်နိုင်ငံသားမှာခွေးပြေဝက်ပြေတိုင်းဆောင်နေရတဲ့အော်ကာမင်းမောင်အချောက်ကောင်အော်ကာမင်းမောင်သူကအချောက်တာပေါ့နော်ချောက်တယ်ဆိုတော့ချောက်တယ်ဆိုတာလဲဟိုစင်တန်စီနဲ့ချောက်တာမဟုတ်ဘူးအောက်တန်းကြကြနဲ့ချောက်တာညင်ညစ်ပါနဲ့ချောက်တာနော်အဲ့ဒီအော်ကာမင်းမောင်ကဘာပြောလဲဆိုတော့အော်စီကမိမိုးကိုဗလဲအော်စီကမမိုးကို तू မသိဘူးတဲ့လူတွေကသူ့ကို3ယောက်4ယောက်သွားပြီးတော့ဟိုဗလဲဆဲခိုင်းလို့သူ့ကိုပြောခိုင်းလို့ तू တက်ပြောရတာ तू တက်ဆဲရတာပေါ့နော်အေးခဏလေးပြီးတော့ငါကအော်စီကမမိုးတဲ့စာမတက်ပေမတက်ဘူးတဲ့ပြီးတော့မကဘူးနော်ငါရဲ့မိသားစုငါရဲ့သား2ယောက်ပါငါရဲ့အဖြူကောင်ပါငါရဲ့အမျိုးသားပေါ့နော်ငါရဲ့အမျိုးသားငါရဲ့အဖြူကောင်ပေါ့စော်ကားတယ်ပြီးတော့ရေနော်ငါရဲ့သားတွေကဗလဲငါတို့ရဲ့မိသားစုကလူတွေတေအောင်လုပ်တယ်တဲ့အဲကြောင့်ငါရဲ့သား2ယောက်ကသူများသားသမီးတွေထက်အသက်မစေရဘူးတဲ့ငါရဲ့သား2ယောက်ကအရင်သေရမှာဘာညာတလာကပေါ့နော် तू ချိန်စာတိုက်တာပေါ့သူစော်ကားတာပေါ့ပြီးတော့ဗာလဲငါမိသားစုရတဲ့နိုင်ငံသားမှာနေပြီးတော့တဲ့သူများငွေနဲ့ချမ်းသာတာသူများငွေနဲ့သုံးစားတာသူများငွေနဲ့သုံးဖြုံးတာတဲ့နော်အဲ့ဒါ तू ကမမိုးကိုမသိဘူးနော် तू ပြောတဲ့သူရဲ့ခွေးပစားပေါက်တဲ့မှာ तू မမိုးမသိဘူးနော်ဖာပစားတဲ့မှာ तू မမိုးမသိဘူးတဲ့ငါကို तू မသိဘဲနဲ့မဟုတ်တာတွေ तू လည်းပြောဆွဆွဲတယ်ပြီးတော့ तू မမိုးကိုပြောတယ်ဗလဲစာမတက်ပေမတက်စာမတက်ပေမတက်တာနေပါစာမတက်ပေမတက်တာနေဆိုတဲ့အော်ကာမင်းမောင်ကစာမတက်ပေမတက်တာနေတာစာတက်ပေတက်လို့စင်သူများနေကိုခိုင်းတိုင်းသူများနေကိုဆဲခိုင်းတိုင်းသူများနေကိုပြောခိုင်းတိုင်းနေပြောမလားနေစာမတက်ပေမတက်လို့နေအသိဉာဏ်မရှိလို့နေဉာဏ်မမီလို့နေလေ့လာမှုမရှိလို့နော်အသိတရားမရှိတဲ့အတွက်ကြောင့်နေပညာမရှိတဲ့အတွက်ကြောင့်သူများနေကိုပြောခိုင်းတိုင်းနေပြောတာလေသူများနေကိုဆဲခိုင်းနေဆဲရတာလေဟမ်ပြီးတော့နေကိုလာတော့ပြောခိုင်းတဲ့သူဆဲခိုင်းတဲ့သူကသူတို့ဘာတက်တေထောက်ထားတွေပေးတယ်ဘာတက်တေထောက်ထားမရှိနဲ့သူများပြောတိုင်းနေလိုက်လို့ဆိုသူများချီးစားလို့ချီးစားခိုင်းလို့စင်နေချီးစားမှာပဲဟုတ်လားဟမ်သူများနေကိုလီငုံခိုင်းလို့စင်နေငုံမှာပဲဟုတ်လားသူများနေကိုဖင်ခံခိုင်းလို့စင်နေခံမှာပဲဟုတ်လားသူများနေကိုသေခိုင်းလို့စင်နေသေမှာပဲဟုတ်လားဟမ်သူများနေကိုထောင်ထဲမှာတော့အိတ်ခိုင်းလို့စင်နေထောင်ထဲမှာတော့အိတ်မှာပဲဟုတ်လားဟမ်စာမတက်ပြင်မတက်တဲ့ကစာတက်ပေတက်တဲ့သူအသိတရားရှိတဲ့သူလေ့လာမှုရှိတဲ့သူဉာဏ်ပညာရှိတဲ့သူကသူများပြောတိုင်းမလုပ်ဘူးသူများခိုင်းတိုင်းမလုပ်ဘူးစင်ကိုရကိုပန်အသိဉာဏ်နဲ့ကိုလောက်ရမှာကိုလေ့လာရမှာအခုနေငါရမိသားစုကိုဆွဆွဲတာနေငါကိုဆဲတာနေငါမဟုတ်တာတွေငါခိုးစားတာလားလိန်စားညာလားငါမိသားစုတွေကဘာညာတလကငါရခလေးတွေကြောင့်ဟိုမြန်မာပြည်ကသူများသားသမီးတွေတည်တယ်တဲ့ဟေးမြန်မာပြည်ကသူများသားသမီးတွေတည်တယ်နေအဘမင်းအောင်လိုက်နေပစပေါက်တက်လို့တဲ့မေအေလို့မင်းအောင်လိုက်ကကျဲတာလေတတာလေတနိုင်ငံလုံးပြကြတာတနိုင်ငံလုံးဒုက္ခရတာတနိုင်ငံလုံးခွေးဖြစ်တာတနိုင်ငံလုံးဖာတွေဖြစ်သွားတာနေအဘမင်းအောင်လိုက်လေနေပစပေါက်တက်လို့တဲ့မင်းအောင်လိုက်လေနေဘာဖြစ်လို့ပြောတာလဲဟမ်ငါရသားနေရောက်လာပြောတယ်ငါမိသားစုလာပြောတယ်ဟမ်နေပြောရအောင်နိုင်ငံသားထောက်ဖို့တွေကလှုပ်စားလိန်စားခိုးစားတက်ပဲတဲ့ငါတို့နိုင်ငံသားထောက်ဖို့တွေကလိန်စားညာစားခိုးစားလို့စရင်နေပြင်ကနေပပကြီးမင်းအောင်လိုက်ကအသေးအတန်စစ်မှုထမ်းဖမ်းမလားအသေးအတန်ပေါ်တာဆွဲမလားဟမ်အဲ့ဒါနေအောင်နောက်ညံမမိသေးဘူးလားနေအဘဘာဖြစ်လို့အသေးအတန်ပေါ်တာဖမ်းတာလဲစစ်မှုထမ်းဖမ်းတာလဲသူ့ရဲ့လူတွေသေကုန်လို့လေဟမ်ငါတို့ပို့တဲ့ငွေတွေကနေပြင်မှာမရောက်လို့စင်ငါတို့ကလိန်စားညာစားခိုးစားလို့စင်ဖီတရတဲ့ဘာနဲ့တိုက်မလဲလီနဲ့တော့တိုက်လို့ရလားနေပပကြီးကိုဟမ်နေအဘသားတွေကနေတညက်တိုင်းသေနေရလို့နေတညက်တိုင်းကုန်နေလို့လေနေအဘကအသေးအတန်ပေါ်တာဖမ်းတာမှသူ့ရဲ့လူကိုသူ့ရဲ့လူရင်လွတ်တော်ကိုဆက်လဲတွေပါသူ့ရဲ့တထေးအချင်းချင်းသူ့ရဲ့လူချင်းချင်းတွေပါသူပြန်တော့ဖမ်းတယ်လေဟမ်အောက်တန်းစားရောက်တမကောင်နော်နေပန်ပန်ရဲ့သမီးကိုစော်ကားတော့ဆိုရင်ထားလိုက်ပန်ပန်ကမြန်မာပြည်သားနော်နိုင်ငံရေးစစ်ပေးဆောင်တယောက်ငါတို့ကလေအော်စီမှာနေတဲ့သူနော်အော်စီနိုင်ငံသားစစ်ငါရခင်မိုးလဲအော်စီနိုင်ငံသားပဲငါရသားနေရောက်လဲအော်စီနိုင်ငံသားပဲနေမဟုတ်တာတွေဆွဆွဲစော်ကတော့နေတတိထားနော်နေတော့မှခွေးပြေဝက်ပြေသူများနိုင်ငံမှာစစ်ပြေးဆောင်နေရတယ်ငါတို့တွေကစစ်ပြေးဆောင်မဟုတ်ဘူးနော်အော်စီနိုင်ငံသားကိုလာပြီးစော်ကားလိုက်လို့စင်နေဘယ်နိုင်ငံမှာနေလို့မရဘူးငါပြောထားမယ်သူများကိုစာမတက်ပေမတက်ပြောပြီးတော့ကိုမေကိုလို့အမလေးသူများတဲ့လိန်စားညာစားလို့ငါတို့ရဲ့လိန်စားညာစားလို့စင်ငါတို့စင်စရာချပြမလားဟမ်တလ PDF ဖွဲ့100ကျော်နေဆောင်ဖွဲ့100ကျော်ကွန်မြူမတန်ကကလုံးချပြမလားနေစာတက်ပေတက်လို့စင်နေဖတ်လေစင်စရာကိုဖတ်စာကိုဖတ်မတ်တန်းတွေကိုဖတ်စင်းစရာဖပြီးမစင်းဘူးမတ်တန်းတွေဖပြီးမသိဘူးဆိုရင်အဲ့ဒီမတ်တန်းကိုနေ့ကတည်းကပြန်တော့တင်လိုက်နေတာချီဘရန်မဟုတ်လို့စင်းနေတာအောက်နောက်လို့စင်းနေပြန်တော့တင်လိုက်လေနေကြုံညာလိုက်လေမမို့လူပေးတဲ့အဖွဲတရာကျော်ရောက်လာမရောက်လားစိလားမစိလားဆိုတာနေကြုံညာလိုက်ပေါ့အောက်တန်းစားရဲ့ဟမ်စာမတက်ပင်တက်တဲ့မေလို့ဆောက်6ဖင်ကုန်းခံရဲ့မင်းရဲ့လောက်ရမင်းရဲ့အောက်တန်းကြမှုတွေမင်းရဲ့အပြောအဆိုတွေကလည်းစာမတက်ပင်တက်တဲ့မိသားစုတွေမှလာတာနော်အမေရောက်ဖရောက်မိမဆောင်မဖမဆောင်မတဲ့မိသားစုတွေကလာတာနော်မင်းသားအမိကောင်ဖက်ကမှမွေးလာလို့စရင်သူများမိသားစုကိုသူများသားသမီးကိုမစော်ကားဘူးမဟုတ်တာတွေမဆွဆွဲဘူးနေဆွဆွဲမယ်နေပြောမယ်ဆိုရင်နေဘက်ကတက်တေထောက်ထားဆိုတာစီးရမယ်နေမဆွဆွဲခမတက်တေထောက်ထားချပြလေငါတို့မိသားစုကလိန်စားပါတယ်ငါတို့မိသားစုကမရိုးသားဘူးငါတို့နဲ့နေဆောင်ကပဲငါလိန်စားညာစားခိုးစားတယ်ငါစင်းစရာမချပြဘူးငါဘယ်ကောင်မှတက်မှမချပြဘူးဆိုရင်နေပြောလို့ရတယ်ဟမ်အခုနေရပြောလာတဲ့သူနေကိုဆဲခံတဲ့သူနေကိုပြောခံတဲ့သူကဘာတက်တေထောက်မှမပို့လာဘဲနဲ့နေပြောရအောင်နေဆိုတဲ့ကောင်ခွေးထက်ဆိုတာခွေးကနေထက်သိတရားစီတာသိလား
ခွေးတော့မှသူတို့စိတ်မှာစီးတဲ့ချီးတပွားစားခွေးချီးခွေးမစားဘူးသူသိတယ်ထမင်းလားချီးလားဆိုတာခွေးကသိတယ်နေဆိုတဲ့ကောင်မဟုတ်ဘူးခွေးတဲ့ဆိုနေတာချီးစားခိုင်းလဲစားတယ်ဖင်ခံခိုင်းလဲခံတယ်ဟုတ်လားလီးငုံခိုင်းလဲငုံတယ်ပြောခိုင်းလဲပြောတယ်ဆဲခိုင်းလဲဆဲတယ်ညံမရှိပညာမရှိလေ့လာမှုမရှိအသိတရားမရှိတဲ့အောက်တန်းစားအချောက်ကောင်စစ်စစ်ပဲနေနေငါသားနေယောက်ကိုချိန်စာတိုက်ထားတယ်ငါရဲ့မိသားစုနေချိန်စာတိုက်တယ်နေမပူနဲ့ငါတို့မိသားစုတွေငါရဲ့သားနေယောက်တွေလဲဘာချိန်စာမှငါတို့မကြောက်ဘူးဘာချိန်စာပဲဆူဆူငါတို့ကမကြောက်ဘူးဘာကြောင့်လဲငါတို့တွေကအမှန်တရားလုပ်တယ်နော်ပြည်သူလူထုပေါ်တိုင်းပြည်ပေါ်စေတနာတတ်နဲ့ငါတို့တွေလှုပ်ပေးတာဖြူဖြူစင်းနဲ့လှုပ်ပေးတာအမလေးငါတို့ကိုပန်ငွေငါတို့မိသားစုငွေဆိုဘတ်ငွေတန်ပေါင်းများဆိုငါတို့ထပ်ပပေးလိုက်ပြီစင်နော်အဲ့တော့နေပြောတဲ့ချိန်စာအားလုံးကနေကိုပြန်တော့ထိမယ်နေအမျိုးနေနဲ့သွေးတော်သားစတဲ့နော်အမျိုးတွေအားလုံးပြန်တော့ထိမှာနော်နေဆိုတဲ့စချောက်ကောင်နေသားမရှိနေသားနေသမီးမရှိထားလိုက်ဒါမဲ့နေချက်တဲ့နေတူတွေနေအမျိုးတွေနော်နေတူလေးတွေတူမလေးတွေစီးတယ်နေပြောတဲ့စကလုံးအားလုံးသူတို့ပြန်တော့ထိမှာအကောင်လုံးပြန်တော့ထိမှာနော်ငါတို့ပြည်သူလူထုရဲ့ချိန်စားလေးဘယ်လောက်စူလဲဆိုတာနော်9ရက်နေ့တော့ကနေအဘအိန္ဒိယမှာသွားခင်မှာလေငါတို့ကချိန်စားတိုက်ထားတာနော်မအားလာကိုထောက်ခံတဲ့နိုင်ငံတိုင်းမှာပြာကြပါစေမီးဆိုးပြာကြပါစေငါတို့ပြောတဲ့ချိန်စားလေးမအားလာချက်ချင်းထိတာအဲ့ဒီနိုင်ငံတွေအားလုံးချက်ချင်းထိတာကွာမအားလာသွားတာနဲ့အဲ့ဒီအိန္ဒိယမှာလေသဲမုန်တိုင်းလာတယ်နော်နောက်ပြီးတော့တနိုင်ငံစီးတယ်နော်ပောက်ကွယ်မှုတွေရှိတယ်ကြီးကြီးကျယ်ကွာသူတို့ရဲ့တက်စီစက်ရောင်လားပါလားမသိဘူးပောက်ကွယ်ပြီးတော့လူတွေသေတာအများပြားပဲမီးဆိုးတယ်ပြာကြတယ်ပြီးတော့တအန်ပလောင်ဘက်ကလည်းဒီတရက်နေရဲ့အတွင်းကွာနော်မအားလာကိုထောက်ခံလိုက်လို့မအားလာကခွေးတမတာဖြစ်တာကိုလက်ခံလိုက်လို့လေနောက်ဆိုတော့တအန်မှာပောက်ကွယ်မှုတွေလူတွေ100ကျော်သေးတယ်ကွာအဲ့ဒါဘာကြောင့်လဲပြည်သူရဲ့တင်စာဒီလိုမအားလာကိုထောက်ခံလို့လူသက်သမားကိုရာဆိုးမကောင်ကိုထောက်ခံအားပေးတဲ့အတွက်ကြောင့်သူတို့တွေဝှက်လက်တာတင်စာထိတာနော်နေလည်းမကြဘူးအမလေးနော်တခြားလူတွေကိုချိန်စာတိုက်လို့စင်ငါမသိဘူးနော်နင့်ကိုဘလောက်ချက်ချင်းထိမလဲဆိုတာငါရဲ့သားငါရဲ့မိသားစုချိန်စာတိုက်လို့နင့်ကိုချက်ချင်းတယ်တော့ထိမှာနော်ငါတို့သာလိန်စားညာစားလို့စင်လေငါတို့အသက်မစီဘူးငါတို့သေသွားတာကြာပြီငါတို့အသေးချင်းဆိုနဲ့သေသွားတာကြာပြီစင်ငါတို့ရဲ့မိသားစုတွေကနော်ငါတောင်းလိုက်လောက်လာတာငါနှစ်6နှစ်စီးပြီငါစီးတဲ့ယောဂါဓမ္မအကောင်ပျောက်တာအဲ့ဒါမှငါစေးတယ်မတောက်ရဘူးနော်နိပပကြည့်ပေါ်ငါနှစ်တိုင်းတိုင်းထိုင်ဆဲလိုက်တို့လို့အောက်တန်းစားတွေငါဖော်လိုက်လို့ငါထိုင်ဆဲလိုက်လို့ငါအသက်စီတော့ကျမ်းမာတာနော်အောက်တန်းစားနော်ငါပြောထားမယ်နော်ပန်ဆိုရင်မြန်မာပြည်သားပေါ့နော်နိုင်ငံရေးစစ်ပေးဆောင်နေစော်ကားလိုက်လို့ပန်နေကိုတရားစွဲတယ်ဒါပေမဲ့ငါတို့တွေကအော်စီနိုင်ငံသားစစ်မြန်မာပြည်သားမဟုတ်ဘူးနော်စစ်ပေးဆောင်လည်းမဟုတ်ဘူးစစ်ပြေးဆောင်လည်းမဟုတ်ဘူးနေလာပြီးတော့စော်ကားလိုက်လို့ဒီဘက်ကနစ်ကိုအေးယူလိုက်လို့စရင်နေဆိုတဲ့အော်ကာမီမှာအောက်တန်းစားစမတက်ပြမတက်တိတရားမရှိနော်သူများပြောတိုင်းလောက်သူများပြောတိုင်းဆဲသူများကြွေးတိုင်းစားနေဆိုတဲ့အောက်တန်းစားကနေမဲ့နိုင်ငံမရှိဘူးနောက်ဆိုတော့နေပပကြည့်စီမှာမင်းပြန်တော့နေရမှာမအေးလို့ရနေမပူနဲ့နော်နေရဲ့ချိန်စာနေပြောထားတဲ့ချိန်စာနေပဲပြန်တော့ထိမှာနော်နေတေချာတတိထားနော်နေသူများသားသမီးကိုမစော်ကားရလို့စင်နေထမင်းမစားရဘူးမပူနဲ့အခုငါသားသမီးကိုနေလာပြီးတော့စော်ကားလိုက်လို့နေတက်တက်လုံးထမင်းမစားနေငါပြမှာနေထောင်ထဲမှာပဲတော့လို့အဲ့ရမှာငါနဲ့တော့မစားနေတော့ငါလေတကယ်လောက်ပြီးဆိုရင်လေငါအမြန်နည်းနဲ့လောက်တာမလောက်ဘူးဆိုရင်ငါတော့မလောက်ဘူးနော်လူတယောက်ကငါတရားဆွဲလာပြီးငါတကယ်လောက်ပြီးငါထိထိမိမိနဲ့အေးယူပြီးဆိုရင်လေနေမတတ်ထမတတ်နေလိုက်ပေါ်မှာတက်ပြီးတော့အာချုံတော့စပတ်ရမယ်ဖင်ရမယ်ဆိုရင်လေတတိထားနော်စောက်6ကောင်တခြားလူကိုနေတော့စော်ကားကြည့်လိုက်ပြဿနာမရှိဘူးဒါပေမဲ့ငါရဲ့အော်စီအမျိုးသားငါရဲ့သားနေရောက်ငါရဲ့မိသားစုလာပြီးတော့စော်ကားလို့စင်နေတက်တက်ထောက်ထားမရှိနဲ့လာပြီးတော့စော်ကားချိန်စာတွေတိုက်လို့စင်တတိထားနော်နေတတိထားပေးငါကဘာလဲဟိုကြက်ကဖတ်ထရလားဘာလဲဖတ်ထရကကြက်မလားဘာလဲငါ့ကိုဘာလဲဆွဆွတာလဲဟမ်နေပြောတဲ့ဖတ်ထရဘယ်နိုင်ငံလဲဟမ်ဘယ်နိုင်ငံလဲဘယ်မျိုးလဲပြောပေးပါအောင်ဟမ်นี่ကိုဖတ်ထရကျက်မလားဖတ်ထမတဲမလားငါပါဖာတဲမဖြစ်တာလားဘာညာတလကนี่ကိုပြောတာအဲ့ဒီလူတွေကသူတို့ကိုတိုင်ကကျက်မစစ်စစ်ဖြစ်လို့ပေါ့သူတို့ကိုတိုင်အဲ့ဒီဖတ်ထရကကျက်မတွေဖာတဲမတွေသူတို့အမျိုးတွေကဖင်ခံဖာကောင်းဖာမတွေဖြစ်လို့ပေါ့นี่ကိုပြောတာဟမ်นี่ကိုပြောတဲ့သူကဘာတက်တေထောက်တာတွေစီလို့လဲမစစ်ဘဲနဲ့အောက်သူများပြောတဲ့ဘက်ရောင်းတဲ့အောက်တန်းစားဟမ်လီငုံလို့စင်ငုံလိုက်တယ်ဖင်ခံလို့စင်ခံလိုက်တယ်ချီစားလို့စင်စားလိုက်တယ်သေဆိုရင်သေလိုက်တယ်အောက်တန်းစားนี่ဆိုတဲ့ကောင်လေးစမတက်ပြင်မတက်လို့ပြောလို့စင်စမတက်ပြင်မတက်တဲ့ကောင်တွေကนี่ထက်အစပေါင်းများဆိုအုံနောက်စီတယ်ညံစီတယ်ပညာစီတယ်လေ့လာမှုစီတယ်တိလားဟမ်နေဆိုတဲ့နွားလေကြည်လာလို့စေအောင်ကစားတတ်ပါတယ်စားတတ်တာစာမတတ်တဲ့လူတွေထက်အစပေါင်းနဲ့ဆိုအသိတရားမရှိဘူးလေ့လာမှုလည်းမရှိဘူးဉာဏ်ပညာလည်းမရှိဉာဏ်လည်းမမြင်ဘူးသူများခိုင်းတိုင်းလို့သူများကြွေးတိုင်းလို့သူများလိုတိုင်းခံဟမ်ရောက်တမကောင်နော်အဲကြောင့်မဆော်လီပဲနော်ပြောတဲ့ဒီကောင်စာမတတ်ပြင်မတတ်တာလေ तू ကစာမတတ်ပြင်မတတ်တဲ့လူတွေထက်အစပေါင်းများဆိုအသိဉာဏ်မရှိဘူးဉာဏ်ပညာမဲ့တယ်နောက်ဆုံးစကားငါပြောချင်တာလေဒီကောင်ကလေငါ့ကိုလေပေါ်တင်ဆဲချင်တာကြာပြီနော်အော်စီမမို့ကို तू မသိဘူး तू စောက်ပြောတာပဲသူတို့အော်စီမမို့တဲ့အော်စီမမို့ပြောတဲ့အမှန်တရားအခွန်တိုင်းမှာဒီကောင်ရဲ့အသားကိုလေတစ်ဆက်နဲ့တုံပြီးတော့လေသူ့ရဲ့အသားတွေတစ်ချမ်းပြီးခွာချတာဘာကြောင့်လဲငါအမှန်တရားပြောတိုင်းမှာ तू နေမတတ်ထိုင်မတတ် तू ဖင်တွေပြဲရနော်သူ့သားတွေစပြီးတော့မသေးသေးဖြစ်နေတာနော်အခုကြတော့ကွာဗလဲဟိုလူကသူ့ပြောလို့ဒီလိုပြောငါ့ကိုတက်ဆဲရတာတဲ့ငါ့ကိုတက်ဆဲချင်တာဒီအောက်တန်းစားတက်ပြဿနာစားတာ
နော်တက်တက်ထောင်ထဲမှာတို့တော့အိတ်ချင်တာတက်တက်အော်စီနိုင်ငံသားကိုစော်ကားချင်တာ